ထိမှအမိတာကိုတရုတ်လိုလင်းစပိုက်ဖော်ကြောင့်လို့ပြောပါတယ်အင်္ဂလိပ်လိုကြတော့ဒီလိုပါ Cram at the last minute, or last minute effort, or prepare at the 11th hour. နံပါတ်1ရဲ့အဓိပ္ပာယ်ကနောက်ဆုံးမိနစ်ဒါမှမဟုတ်အနီးကပ်အချိန်ကြာမှအားစိုက်ပြီးကြုံလုပ်တယ်ဒါမှမဟုတ်17နာရီအချိန်ကြာမှပြင်ဆင်တယ်နောက်ဆုံး1နာရီအလိုကြာမှပြင်ဆင်တယ်အဲ့ဒါတွေကိုပြောတဲ့အခါမှာလင်းစပိုက်ဖော်ကြောင့်ခလုတ်ထီမှအမိတာမြန်မာလိုကြတော့ခလုတ်ထီမှအမိတာပေါ့နော်တရုတ်လိုကြတော့လင်းစပိုက်ဖော်ကြောင့်လို့ပြောပါတယ် 2. To embrace Buddha's feet in one's hour of need, seek help at the last moment, make a frantic last-minute effort. နံပါတ်2ရဲ့အဓိပ္ပာယ်ကလိုအပ်တဲ့အချိန်ကြာမှဗုဒ္ဓရဲ့ခြေတော်ကိုဖတ်တွယ်တယ်။နောက်ဆုံးအချိန်ကြာမှအကူအညီတွေရယူတယ်။နောက်ဆုံးမိနစ်မှကြာမှစိတ်အားထက်သန်စွာအားထုတ်တယ်။အဲ့ဒီအချိန်ဒီမှာလင်းစပိုက်ဖော်ကြောင့်ခလုတ်ထီမှအမိတာဆိုတဲ့ဒီစကားပုံလေးကိုသုံးပါတယ်။မြန်မာစကားပုံမှာကြတော့ဖြောင်းဖြူးတဲ့လမ်းကိုရှောက်နေတဲ့အချိန်မှာမိဘတွေတတိမရကြဘူးခလုတ်တီထီတော့မှအမလေးလို့တာကြတယ်အဲ့တော့ဒုက္ခတွေ့တဲ့အချိန်ကြာမှာကိုယ်ွယ်ရာကိုတာတယ်ဆိုတဲ့တဘောနဲ့ဒီစကားပုံ၃လေးရှိပါတယ်ရှင်他临时抱佛脚准备面试。She prepared for the interview at the 11th hour. သူမသည်အင်တာဗျူးအတွက်အနီးကပ်မှအသေးအတန်ပြင်ဆင်သည်他临时抱佛脚赶报告 A last-minute effort to finish the report, or he crammed for the report at the last minute. သူသည်နောက်ဆုံးအနီးကပ်အချိန်ကြာမှအစီရင်ခံစာကိုအပြည့်သက်ရန်အားထုတ်သည် Please like and follow to watch more videos.